လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာနေအောင် YouTube and Facebook Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဇာနေအောင်ပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုင်ဆန် CS ဒီအကြောင်းအရာလေးပဲဖြစ်ပါတယ်ကိုင်ဆန်ဆိုတာကရောဘာလဲဘယ်အချိန်မှာရောဖြစ်ပေါ်လာတာလဲ CS ဆိုတာကရောကျွန်တော်ဘယ်လိုနေရာတွေမှာအသုံးပြုတာလဲဒါလေးတွေကိုကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်ကိုင်ဆန်ကိုကျွန်တော်တို့1940နဲ့1950ကြားမှာဂျပန်နိုင်ငံမှာစစ်ပြီးကာလမှာစမှုလုပ်ငန်းတွေပြန်လည်ထွန်းကားလာတဲ့အချိန်မှာဂျပန်နိုင်ငံမှာစတင်သုံးစွဲလာတာလည်းဖြစ်ပါတယ်။ကိုင်ဆန်ဆိုတာကဂျပန်နိုင်ငံရဲ့ဂျပန်လူမျိုးတွေရဲ့အတွေးအခေါ်တစ်ခုပဲဖြစ်ပါတယ်။ဂျပန်ဘာသာစကားနှစ်ခုကိုပေါင်းစပ်ထားပြီးတော့ကိုင်ဆိုတဲ့ချင်းရယ်ဇန်ဆိုတဲ့ဂုတ်ရယ်ဒီစကားနှစ်ခုကိုကျွန်တော်ပေါင်းစပ်ပြီးတော့မှကျွန်တော်အင်္ဂလိပ်လိုဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ change for the better ပုံမကောင်းမှုအတွက်ပြောင်းလဲခြင်းဒါမှမဟုတ် continuous improvement လို့ခေါ်တဲ့ကျွန်တော်စင်ဆက်မပြတ်တိုးတက်ခြင်းဒီလိုမျိုးအဓိပ္ပာယ်ရပါတယ်။ကိုင်ဆန်ရဲ့အဓိက main focus အနေနဲ့ကတော့ကျွန်တော်လုပ်ငန်းခွင်အတွင်းစွမ်းဆောင်ရည်မြင့်တင်နိုင်ရန်အတွက်လုပ်ငန်းစဉ်တည်တည်လေးတွေကနေစပြီးကျွန်တော်ပြုပြင်ပြောင်းလဲဖို့ကိုလည်းကျွန်တော်အာရုံစိုက်ရမှာလည်းဖြစ်ပါတယ်။ဒီလိုပြုပြင်ပြောင်းလဲနိုင်မှုအတွက်ကိုလည်းတစ်နေ့တစ်ရက်ဝန်ထမ်းတဦးတစ်ယောက်တည်းနဲ့တော့ကျွန်တော်တို့မပြောင်းလဲနိုင်ပါဘူး။လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ဝန်ထမ်းတိုင်းအဖွဲ့အစည်းစိတ်သက်ရှိရှိနဲ့ကျွန်တော်ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်းအရန်အရေးကြီးပါတယ်။ကိုင်ဆန်ဟာလုပ်ငန်းခွင်အတွင်းမှာချမှတ်ထားသောစံချိန်စံညွှန်းများနဲ့အညီလုပ်ငန်းစဉ်များကိုကျွန်တော်ဆောင်ရွက်ဖို့ရယ်လုပ်ငန်းခွင်အတွင်းမလိုလားအပ်တဲ့အလေလွင့်တွေကိုကျွန်တော်လျှော့ချဖို့ရယ်ပြီးရင်ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေရဲ့အရေးအသေးကိုမြင့်တင်ဖို့ရယ်ဖြစ်ပါတယ်။ကိုင်ဆန်ဟာကျွန်တော်တို့လုပ်ငန်းခွင်အတွင်းမှာပြဿနာတွေကိုကျွန်တော်ရှာဖွေဖော်ထုတ်ပြီးတော့ဖြေရှင်းရမယ့်အပိုင်းတွေကျွန်တော်ပါဝင်မှာဖြစ်ပါတယ်။ဒီလိုမျိုးပြဿနာတွေကျွန်တော်တို့ရှာဖွေဖော်ထုတ်ခြင်းအပြင်ကျွန်တော် customer တွေရဲ့စိတ်ကြည်နမှုတွေကျွန်တော်တို့ပို့ပြီးတော့ရလာမယ်။ဝန်ထမ်းတွေနဲ့ထိတွေ့မှုတွေပို့ပြီးအားကောင်းလာမယ်။လုပ်ငန်းခွင်အတွင်းကမလိုလားအပ်တဲ့ wish တွေ call တွေကျွန်တော်ရော့ကျလာမယ်။လုပ်ငန်းခွင်တွက်ချီတွေကျွန်တော်ပို့ကိုက်လာမယ်။ဒီလိုမျိုးတွေအကျိုးကျေးဇူးတွေကျွန်တော်ရရှိမှာလည်းဖြစ်ပါတယ်။သတိထားမယ့်အချက်တွေနေရတော့ကျွန်တော်တို့ဒီလိုမျိုးပြောင်းလဲမှုတွေဖြစ်လာအတိုင်းလုပ်ငန်းခွင်အတွင်းကကျွန်တော်သုံးဆွဲရတဲ့ resource တွေကကျွန်တော်တို့ limit တွေဖြစ်တာတွေမလောက်ငှတာတွေဝန်ထမ်းတွေအနေနဲ့ပြောင်းလဲမှုကိုကျွန်တော်လက်မခံနိုင်တာတွေပြောင်းလဲဖို့အရန်သိမရှိတာတွေပူးပေါင်းဆောင်ရွက်မှုမရှိတာတွေဒါမျိုးတွေကိုလည်းကျွန်တော်တို့သတိထားမယ့်အချက်တွေလည်းပါဝင်ပါတယ်။ကိုင်ဆန်ဟာကျွန်တော်စဉ်ဆက်မပြတ်တိုးတက်မှုအတွက်ကျွန်တော်တို့ရေရှည်အောင်မြင်မှုကိုကျွန်တော်ဆောင်ရွက်ရမယ်အတွေးခေါ်တစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကျွန်တော် fire ဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်တင်ပြပေးချင်ပါတယ်။ 5S ကိုကျွန်တော်1950နဲ့1960ဝန်းကျင်လောက်မှာဂျပန်နိုင်ငံရှိ Toyota Motor Corporation ဌာနကနေပြီးတော့စတင်သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။1980ဝန်းကျင်လောက်ကျမှကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့စက်မှုလုပ်ငန်းတွေမှာစတင်ပြီးတော့သုံးစွဲလာတာလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ Toyota Production System မှာစတင်သုံးစွဲခဲ့တာက 5S ဖြစ်ပါတယ်။ CS မဟုတ်ပါဘူး။ CS ကိုကျွန်တော်1990နဲ့2000ဝန်းကျင်လောက်မှာအနောက်နိုင်ငံစက်မှုလုပ်ငန်းတွေမှာလုပ်ငန်းတွေအတွင်းဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေးစီမံခန့်ခွဲမှုလုပ်ငန်းရဲ့လိုအပ်ချက်အရလုပ်ငန်းခွင်အတွင်းမတော်တဆမှုတွေရော့ကျစေရန်အတွက်လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်ကင်းရှင်းရေးဆိုတဲ့ S တလုံးကိုကျွန်တော်ပေါင်းပြီးတော့ 5S ကနေပြီးတော့ကျွန်တော် CS ဆိုပြီးတော့ကျွန်တော်တို့စတင်သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွေနဲ့လုပ်ငန်းခွင်အတွင်းအဖွဲ့အစည်းတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ဖို့အတွက်ကိုနောက်ဆုံး safety ဆိုတဲ့ S ကိုအသုံးပြုခဲ့ခြင်းလည်းဖြစ်ပါတယ်။ S 6လုံးကတော့နံပါတ်1 S က source နံပါတ်2 S ကတော့ set in order နံပါတ်3 S ကတော့ shine နံပါတ်4 S ကတော့ standardize နံပါတ်5 S ကတော့ sustain နဲ့နံပါတ်6 S ကတော့ safety လို့ပဲဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ CS တွေကနေပြီးတော့ပထမဆုံး S sort အကြောင်းကိုကျွန်တော်အသေးစိတ်လေးရှင်းပြချင်ပါတယ်ပထမဆုံးလုပ်ရမယ့်အရေးကြီးဆုံးအချက်လေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်အတွင်းမှာမလိုလားအပ်တဲ့အရာတွေကိုကျွန်တော်တို့ခွဲထုတ်ပေးရမှာလည်းဖြစ်ပါတယ် sort အသုံးရခြင်းရဲ့ရည်ရွယ်ချက်တွေကတော့လုပ်ငန်းခွင်အတွင်းကကျွန်တော်မလိုလားအပ်တဲ့ကျွန်တော်တို့ပစ္စည်းတွေကိုကျွန်တော်ဖယ်ရှားရမယ်ကိုလိုအပ်တဲ့အသုံးပြုမဲ့အရာတွေကိုပဲကျွန်တော်တို့လုပ်ငန်းခွင်အတွင်းမှာထားရှိရမှာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်းမှာပစ္စည်းတွေရှုပ်ပွားနေတာမျိုးတွေမဟုတ်ပဲနဲ့တန်တန်ရှင်းရှင်းတွေကျွန်တော်ထားရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တန်တန်ရှင်းထားတဲ့အခါမှာကျွန်တော်ပစ္စည်းတွေကိုကျွန်တော်ရှာဖွေရတယ်လွယ်ကူလာမယ်ကိုအသုံးပြုတဲ့နေရာတွေမှာလည်းကျွန်တော်တို့အဆင်ပြေလာမှာလည်းဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ sort ကို step by step အသုံးပြုပုံလေးကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော် sort လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်နေရာတစ်ခုဇုံတစ်ခုရွေးချယ်သတ်မှတ်ဖို့လည်းကျွန်တော်လိုပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ဇုံအတွင်းမှာကျွန်တော်တို့ရဲ့ tool တွေ document တွေကျွန်တော် raw material တွေကျွန်တော်ထားမဲ့ပစ္စည်းတွေကိုသတ်မှတ်ထားတဲ့ဇုံအတွင်းမှာထားရှိရမှာလည်းဖြစ်ပါတယ်ကျွန်တော်ဇုံအတွင်းမှာထားရှိပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပစ္စည်းတိုင်းကိုကိုယ့်အလုံးနဲ့တကယ်လိုအပ်တာလားမလိုအပ်တာလားကျွန်တော်ခွဲခြားရမှာလည်းဖြစ်ပါတယ်ဒီပစ္စည်းကကျွန်တော်တို့အတွက်လိုအပ်တယ်ဒါမှမဟုတ်ရင်လောလောဆယ်မှာတော့ကျွန်တော်မလိုအပ်သေးဘူးနောက်တစ်ချိန်မှာကျွန်တော်လိုအပ်လာမယ်ဒါမှမဟုတ်ရင်ကျွန်တော်လုံးဝမလိုအပ်တော့တဲ့ပစ္စည်းတွေလားဒီလိုမျိုးတွေလည်းကျွန်တော်ခွဲခြားမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ပစ္စည်းတွေလိုအပ်တာတွေမလိုအပ်တာတွေကျွန်တော်ခွဲခြားပြီးတဲ့နောက်မှာတော့မလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်ထုတ်ပယ်ထားမှာလည်းဖြစ်ပါတယ်ဒီပစ္စည်းတွေကကျွန်တော်တို့ပျက်စီးနေတဲ့ပစ္စည်းတွေလား
ဒါမှမဟုတ်ရင်ပြုပြင်ပြီးတော့ပြန်လည်အသုံးပြုလို့ရမယ့်ပစ္စည်းတွေလားဒါမှမဟုတ်ရင်လုံးဝမသုံးတော့တဲ့ပစ္စည်းတွေလားဒီပစ္စည်းတွေကရှိတဲ့နေရာမှာမရှိဘဲနဲ့ကျွန်တော်နေရာမှားပြီးတော့ရောက်ရှိနေရလားဒါမျိုးတွေကိုလည်းကျွန်တော်တို့တေချာလေးခွဲခြားမှလည်းဖြစ်ပါတယ်ကျွန်တော်တို့မလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်ခွဲခြားပြီးတဲ့နောက်မှာတော့အသုံးပြုဖို့မတေချာတော့တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ Reddit တွေကတ်ပြီးတော့ကျွန်တော်ထားရှိရမှာလည်းဖြစ်ပါတယ်သုံးမသုံးဆုံးဖြတ်ဖို့ကိုလည်းကျွန်တော်တို့ Reddit area တွေမှာကျွန်တော်တို့ထားရမှာလည်းဖြစ်ပါတယ်နောက်တစ်ရက်နှစ်ရက်အတွင်းမှာကျွန်တော်တင်းတစ်ခုအနေနဲ့ပစ္စည်းတွေသုံးသင့်မသုံးသင့်ကိုလည်းကျွန်တော်တို့ဆုံးဖြတ်ပေးရမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ source လုပ်ပြီးတဲ့အနောက်မှာကျွန်တော်မလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ရဲ့လုပ်ငန်းခွင်တွေမှာဖယ်ရှားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ကတန်ရှင်းသက်ရက်နေတဲ့လုပ်ငန်းခွင်တစ်ခုကိုလည်းရရှိမှာလည်းဖြစ်ပါတယ်ဆော့ကိုကျွန်တော်တို့ဥပမာအဖြစ်ပြပြမယ်ဆိုလို့ရှိရင်တော့ manufacturing ဌာနတွေမှာဆိုလို့ရှိရင်ကျွန်တော်ဆက်တွေရဲ့အသုံးမပြုတော့တဲ့ကျွန်တော်တို့ရဲ့ tool တွေ spare bit အဟောင်းတွေ expire ဖြစ်နေတဲ့ series ကိုကျွန်တော်တို့တတ်မှတ်မဲ့နဲ့ကျွန်တော်ဖယ်ရှားရမှာလည်းဖြစ်ပါတယ်ဒီလိုဖယ်ရှားမှုကိုလည်းကျွန်တော်တို့က Reddit area တွေမှာကျွန်တော်စနစ်တကျနဲ့ကျွန်တော်တို့ဖယ်ရှားရမှာလည်းဖြစ်ပါတယ်ရုံးလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်အသုံးမပြုတော့တဲ့စာစာတမ်းတွေ file အဟောင်းတွေကျွန်တော်တို့ expire ဖြစ်နေတဲ့ file တွေကိုကျွန်တော်ဖယ်ရှားရမှာဖြစ်ပါတယ်ဒေဒီလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရုံးစပွဲတွေဒါတွေကိုလည်းကျွန်တော်တို့တန်တန်ရှင်းရှင်းနဲ့ထားရမှာလည်းဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့လုပ်ငန်းတွေအတွင်းမှာ soft ကိုအသုံးပြုရခြင်းအတွက်အကျိုးကျေးဇူးတွေကိုကျွန်တော်ဆက်လက်တင်ပြပေးခြင်းပါတယ်ကျွန်တော်တူးတွေ material တွေကိုကျွန်တော်တို့ရှားတာလိုတဲ့အတွက်ကျွန်တော်အလုပ်လုပ်တဲ့အလုပ်ချိန်တွေကျွန်တော်မဆုံးရှုံးနိုင်တော့ပါဘူးလုပ်ငန်းခွင်အတွင်းကအန်ဒီရတွေကိုကြိုတင်ကာကွယ်ထားတဲ့အတွက်လည်းလုပ်ငန်းခွင်ရဲ့ CP ပိုင်းတွေကျွန်တော်တိုးတက်လာမှာလည်းဖြစ်ပါတယ်CP ပိုင်းတွေကျွန်တော်တိုးတက်လာတဲ့အမျှလုပ်ငန်းခွင်အတွင်းမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကအလုပ်ကိုကျွန်တော်အဆင်ပြေပြေနဲ့ကျွန်တော်အလုပ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်ဟို inventory cost တွေကျွန်တော်ရော့ကျလာမယ်ဝန်ထမ်းတွေရဲ့ကျွန်တော်ထုတ်လုပ်နိုင်စွမ်းတွေမြင့်တက်လာမယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်အတွင်းမှာကျွန်တော်တန်တန်ရှင်းရှင်းတတရရဖြစ်လာမှာလည်းဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့တင်ပြပေးချင်တာကတော့လုပ်ငန်းအတွင်း soft မလုပ်ရင်ဖြစ်ပေါ်နိုင်တဲ့ပြဿနာတွေကိုကျွန်တော်ဆက်လက်ပြီးတင်ပြပေးချင်ပါတယ်ကျွန်တော်လုပ်ငန်းတွေအတွင်းမှာကျွန်တော် soft မလုပ်ထားတဲ့အတွက်ကျွန်တော်လိုအပ်တဲ့အချိန်မှာကျွန်တော်လိုအပ်တဲ့ tool တွေကိုကျွန်တော်ရှာမရတာမျိုးတွေဖြစ်နိုင်ပါတယ်ဒီလိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်တို့လုပ်ငန်းချိန်တွေကျွန်တော်ဆုံးရှုံးမှုတွေလည်းကျွန်တော်ဖြစ်လာနိုင်ပါတယ်လုပ်ငန်းခွင်အတွင်း inventory တွေကျွန်တော်တိုးလာမယ်ကျွန်တော်တို့ရဲ့မလိုလားအပ်တဲ့ waste တွေ cost တွေကျွန်တော်တို့တိုးလာမယ်စက်ရုံအလုပ်ရုံနေရာတွေကျွန်တော်မလုံလောက်မှုတွေကျွန်တော်ဖြစ်လာနိုင်ပါတယ်လုပ်ငန်းတွေအတွင်းတန်ရှင်းသက်ရက်မှုမရှိတဲ့အတွက်ဝန်ထမ်းတွေရဲ့စိတ်ပျော်ရွှင်မှုကိုလည်းကျွန်တော်ရော့ကျလာနိုင်ပါတယ်လုပ်ငန်းခွင်အတွင်းကအန္တရာယ်ရှိတဲ့နေရာတွေလည်းကျွန်တော်တိုးလာနိုင်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့လုပ်ငန်းခွင်အတွင်းမှာဝန်ထမ်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းတွေရော့ကျလာနိုင်တာကိုလည်းကျွန်တော်တွေ့မြင်ရမှာလည်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကိုင်ဆန်အကြောင်းတွေ CS အကြောင်းတွေ CS ထဲမှာကျွန်တော်ပထမဆုံး S ဖြစ်တဲ့ SOC အကြောင်းကိုကျွန်တော် step by step ကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်လုပ်ငန်းတွေအတွင်းမှာ SOC ကိုကျွန်တော်အသုံးမပြုလျင်ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေနဲ့အသုံးပြုလျင်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုလည်းကျွန်တော်တင်ပြပြီးဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကြန့်ရှိနေသေးတဲ့ S5 လုံးအကြောင်းကိုကျွန်တော်ဆက်လက်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကိုလည်းဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်